granny လေးတွေကိုပေါ့နော်ကျမတို့ဒီလိုမျိုးထူးထူးခြားခြားပေါ့နော်ရှက်ကော်လေးအလိန်ရှက်ကော်အလိန်ဆက်နီးလေးတင်ပေးမယ်နော်ဒီရှက်ကော်အလိန်ဆက်လိုက်ရင်ဒီမှာကြည့်အရန်လာတယ်ပေါ့နော်သူ့ဆက်ဖို့အတွက်ဆိုရင်ကျမတို့ကဒီမှာလေးဆက်မဲ့ဟာနှစ်ခုကိုဒီလိုမျိုးအလျားလိုက်ချထားလိုက်ပေါ့နော်ချထားပြီးတော့ရင်ဆိုရင်ဒီတစ်ဖက်ကိုဝင်မယ်ဒီတစ်ဖက်ကိုအရင်ဝင်နော်ဝင်ပြီးတော့ရင်ဆိုရင်ဒီမှာရှက်ကော်လေးနဲ့တစ်ခါကြစ်ပြီးတော့ရင်ဆိုရင်ဒီကျိုးကအောက်မှာပဲအမြဲရှိရမယ်ပြီးတော့ရင်နောက်တစ်ဖက်ပေါ့နော်ဒါဆိုရင်ကျမတို့ထိုးပြီးသားဆိုတော့သူ့ရဲ့အပေါ်ဝင်မယ်ဝင်ပြီးတော့ရင်ဒီကျိုးလေးကိုဒီထဲကိုရှက်ကော်နဲ့ပြန်ထည့်မယ်ပေါ့နော်ဒီမှာဆိုလဲအဲ့လိုလေးပဲဒီဘက်ကိုဝင်မယ်ဒီကျိုးလေးကိုဆွဲမယ်ဆွဲတဲ့အချိန်မှာဒီလိုနှစ်ခုဖြစ်သွားရင်ရှေ့ရဟာလေးကနောက်ကိုသွင်းတာပေါ့နော်ဒါကိုရှက်ကော်လို့ခေါ်တယ်အဲ့လိုမျိုးပဲဒီဘက်တစ်ချမ်းဝင်ပြီးတော့နောက်တစ်ချမ်းပေါ့နော်နောက်တစ်ချမ်းမှာလည်းအကိုထည့်တယ်ချီကိုယူတယ်လွယ်ချင်တယ်ဆိုရင်တော့ဒီလိုမျိုးနှစ်ခုပူးပြီးတစ်ခါဆွဲလိုက်ပေါ့နော်ဒါဆိုရင်တော့မြန်တာပေါ့နော်မြင်အောင်ပြမယ်ဆိုရင်တော့ဒီလိုမျိုးလေးယူပြီးတော့ဒီရှေ့ရဟာလေးကနောက်ကိုဆွဲတာပါအဲ့လိုမျိုးပဲဒီဘက်ကဆိုလဲဒီဘက်ထဲကိုထည့်တယ်ထည့်ပြီးတော့ရင်ကျိုးလေးကိုသွားယူတယ်ဒီလိုမျိုးဆွဲသွင်းလိုက်တာပေါ့နော်ဒါကိုကြတော့ရှက်ကောဒီ granny square လေးတွေမှာကွာအခုဒီဟာလေးနဲ့စပြီးတော့ပေါ့နော်ကျွန်မဆက်ကြည့်တဲ့အချိန်မှာလက်ရတော်တော်လေးကိုပြောင်းလဲသွားတာတွေ့ရတယ်ပေါ့နော်ဒီ granny square လေးမှာကြည့်ဒါဆက်ပြီးသားပုံဒီမှာတွေ့လားတော်တော်လေးကိုလှတယ်နော်အလိန်လေးတွေနဲ့ကြက်စင်မီလေးကြာနေရပဲအဲ့လိုမျိုးလေးရအောင်လုပ်တာပေါ့နော်ဒီမျိုးလေးပါ granny square ဆက်တဲ့ပုံလေးပေါ့နော်အဲ့တော့ granny square လေးတွေကိုထူးထူးခြားခြားလေးလှချင်တယ်ဆိုရင်တော့ဒီနည်းလေးကိုရှက်ကော်အလိန်လေးနဲ့ဆက်ကြည့်ပါနော် okay ပါအဆုံးထိကြည့်ပြည့်ကျေးဇူးတင်ပါတယ်